Hello again အားလုံးပဲမင်္ဂလာပါအခုကျမတို့ရောက်နေတဲ့နေရာကတော့ကုမင်းမြို့က Napin Street ကိုရောက်နေတာဖြစ်ပါတယ်ဒီနေရာကတော့မြို့လေကောင်ပေါ့နော်ရှေးဟိုးရန်ဆိုလို့ရှိရင်လည်းဒီကုန်တွေရောင်းဖောက်ကားတဲ့နေရာပေါ့နော်အဲ့တော့ဒီနေရာကတော့ဒီကုမင်းရဲ့မြို့လေကောင်ဖြစ်တဲ့အတွက်ကြောင့်အရန်ကိုစီကားပါတယ်ဒီနေရာမှာဟိုရှေးဟောင်းပုံစံပေါ့နော်အိမ်လေးတွေမှာဆိုင်လေးတွေဖွင့်ထားရှိတယ်လို့ပဲ shopping mall တွေလည်းရှိပါတယ် shopping mall တွေရောကျွန်မနောက်မှရပြပါမယ်ဒီနေရာလေးကတော့ရှေးပုံစံလေးကိုတော့ပေါ့နော်ပြန်ပြီးတော့အရှိဟောင်းပုံစံရှင်းမပြက်ကလေးပေါ့ဆိုင်လေးဖွင့်ထားတဲ့နေရာလေးဖြစ်တဲ့ကြောင့်မလို့ဒီနေရာလေးကိုလာပြီးတော့အားလုံးလည်းမြင်ရအောင်ပေါ့နော်လာပြီးရိုက်ပြတာဖြစ်ပါတယ်ဒီမှာ temperature ညနေပဲဆိုရင်6တို့5တို့ထိအောင်ကျပြီးအေးပါတယ်သူကသူတို့စံတော်ချိန်ကျမတို့4နိုင်ကျော်ရှိပြီပေါ့နော်အဲ့တော့နည်းနည်းလေးစအေးလာပြီပေါ့ရာသီဥတုမနက်ပိုင်းဆိုရင်ကုမင်းမှာကြတော့မနက်စောပိုင်းဆိုရင်သူလည်းအဲ့ဒီပိုင်း5 6 10အဲ့လောက်ရှိရပါတော့ဒီဂရီလောက်ရှိရအေးပါတယ်။ဒါလေးရတော့ရှေးဟောင်းအိမ်ကလေးတွေပေါ့နော်ပုံစံလေးဖွင့်ထားတဲ့ဆိုင်လေးတွေပေါ့နော်မုတ်ဆိုင်လေးတွေပြီးတော့တရုတ်ဟင်းခက်အမွှေးကြိုင်တွေပေါ့နော်ဖွင့်ထားတဲ့ဆိုင်လေးဖြစ်ပါတယ်။တရုတ်ဆေးတွေသူတို့ရဲ့တီးတွေပေါ့နော်သူတို့ကတော့ပေါ့ကျမတို့ပြောမဆိုလက်ဖက်ရည်ချမ်းလို့ဟာမျိုးတောက်တာများပါပေါ့နော်ဒါတော့ဒီရှေးဟောင်းအိမ်ဟောင်းပုံစံလေးပေါ့ရှေးဟောင်းဆောက်အုံလေးတွေမျိုးအဲ့လိုမျိုးနေရာမှာသူတို့ဆိုင်လေးပြန်ဖွင့်ထားတာဖြစ်ပါတယ်မသူရင်းနေချမ်းအိုးလေးပေါ့နော်ကျင်းနဲ့လှုပ်ထားတယ်သူကြည့်ရတာဒီမှာဆိုလက်ဖက်ချောက်ပေါ့ကျမတို့ရင်ွေးချမ်းတစ်ဖက်ချောက်တောက်တဲ့လူတို့ကြိုက်မှာပေါ့နော်ဒီနေရာတော့ညနေဘက်တော့ပိုစီရပေါ့ tourist ရမနပိုင်း Stone Forest ကိုသွားပြီးဆိုရင်ဒီကိုကူမင်းဘက်ကိုနေကင်းဘက်စားတောက်ပြီးပြန်လာနေကင်းစားစားပြန်လာပြီးဆိုရင်ညနေဘက်ဒီလမှာလမ်းလျှောက်ဈေးဝယ်ကြတာပေါ့တော့ဘာနဲ့တူလဲဆိုကျမတို့ကပေါ့မလကာရှင်းဟောင်းမျိုးလေးလို့ပေါ့နော်ရှင်းဟောင်းအဆောင်လေးတွေမှာပဲသူတို့ကစားတောက်ဆိုင်လေးတွေဟလာ souvenir shop လေးတွေပေါ့ရောင်းကြတာပေါ့နော်满200元全国包邮深省市地区云南半岛有小杯咖啡欢迎进店免费尝试喝满200元包邮哎，这果实。我的天，你那边蓝小不要包括，如 local food 类的米线都有哎。送一个经典原味鲜花饼一枚。ကျမတို့ဒီနာစားမဲ့နေရာလဲဒီနာနီးနာပဲပေါ့နော်ဒီနားမှာပဲသွားစားမှာဖြစ်ပါတယ်ဒါကတော့ရှေးဟောင်း Napin Street လို့ခေါ်တဲ့ကုမင်းမြို့လေနေရာလေးပါရဲ့ရှင်ဟုတ်ကဲ့ live လေးကိုအဆုံးထိကြည့်ပေးရကြမို့လို့ကျေးဇူးအများကြီးတင်ပါတယ်အခုလိုခီးစဉ်လေးတွေကို join နေတယ်ဆိုလို့ရှိရင်တော့ Win Travel မြန်မာကိုဆက်သွယ်လို့ရပါတယ်ရှင်ကျေးဇူးပါနောက်မှတွေ့မယ်နော် bye bye